Okay အားလုံးပဲမင်္ဂလာပါအကုန်လုံးကိုမင်္ဂလာပေါင်းလို့ဆိုကြတော့ကျွန်တော် IK ပါဒီနေ့မှာတော့ကျွန်တော် roll လေးပါတယ်ဝေါ်လေးပါတယ်ဟက်အဲ့လိုဟက်ပြီးစောချင်တယ်ဆိုရင်ဒါအခြား game တွေပါတယ်လေပတ်စံတွေဟက်လို့ roll ကတော့ကျွန်တော် roll ဟက်လို့မရပါဘူးအဲ့လိုအခြား game တွေပတ်စံတွေဟက်လို့ရတယ်ပေါ့နော်ပက်ချီတို့ mobile တို့ဘာလို့မရပါဘူးကျွန်တော်ဘယ်လိုတော့လဲဆိုတော့ပြောပြရမှာပါရေနော်ဒါပါနော်ကိုခဲလေးဝင်လိုက်ပါကိုခဲလေးဝင်ပြီးရင်ကျွန်တော်တို့ဒီမှာဗာရိုက်ချရမယ်ဆို SAPP ဟို happy ဒီမောဆို happy မောဆိုရိုက်ချလိုက်ပါဟိုမှာကျွန်တော်အပေါ်ဆုံးဟာနှိပ်ရအဲ့နားဆောင်းတောက်ကြည့်ကြအဲ့အပေါ်နဲ့အောက်နဲ့ရရအပေါ်မရိုက်အောင်နေပါဘူးโอเคအပေါ်အဲ့လိုမျိုးအပေါ်ကြာနေအောက်နေတယ်အောက်ဆိုကျွန်တော်အဲ့လိုမျိုးဖြစ်နိုင်တယ်ဗျာအဲ့တော့ဖြစ်နိုင်ပါလေအဲ့တုံးခုရှိတယ်အဲ့ happy မောဆိုတာကြိုက်တဲ့အောင်နဲ့ကြိုက်တဲ့တခုတော့ကျွန်တော်ရတယ်အဲ့လိုဘလို့ရပြီဆိုအောက်မှာတရာထောင်းလို့နောင်းဆိုတာနှိပ်တောင်းနောင်းဆိုတာနှိပ်လေးပြလိုက်ပါအမအဲ့လိုမျိုးပေါ်လာပြီဆိုအောက်မှာဗျာအပေါ်ဆုံးဟောင်းနေအခြားဖိုင်းချင်းတွေအခြားဟိုဟာပါချင်းအပေါ်ဆုံးဟာကြတော့ကောင်းဆုံးပါနော်အဲ့ဒီအပေါ်ဆုံးပါချင်းနှိပ်တယ်ပါโอเคအဲ့လိုမျိုးပေါ်လာရင်တော့ကျွန်တော်ထောင်းလို့နှိပ်ပါထောင်းလို့နှိပ်ပါကျွန်တော်ထောင်းဝိုင်းပါနော်ဒီကလေးလူကမထောင်းရတယ်အဲ့ဒါကိုနှိပ်လိုက်ရင်ပုံအဲ့လိုထောင်းရမှာနော်အပေါ်မှာဒီလိုပုံမှာပေါ်နေပါမယ်အဲ့ဆိုရပါပြီပြီးရင်အဲ့တဲကိုဝင်လိုက်ပါပြီးရင်ဒီမှာပေါ့နော်ဒီမှာ GT စမ်းပါလို့ဆိုတော့ပတ်စံနေပါဟတ်လို့ရတယ်။ဘလိုတော့နေပါပါ။ကျွန်တော်ဟာမစောပြတော့ဘောနော်တကယ်ရတော့မှန်ပါတယ်။ပြီးရင်ဒီမှာဗျာ free menu combo wall hub အပေါ်ဆုံးပြဒါလေးကိုနှိပ်လိုက်ပါ။ထုံးလာတော့နေရာကလောက်တယ်။နှိပ်ပြီးတော့ download နှိပ်လိုက်ပါနော် start download ။ Okay အဲ့ဒါကြောင့်တော့ down နေပါလိမ့်မယ်။ down ပြီးတော့ install တင်လိုက်ပါနော်အဲဆိုရင်ရပြီ။မှာကျွန်တော်တော့ထောင်းပွားပြီပေါ့နော်။ install တင်လို့ရလားမရလားဆိုတော့ဒီဘာလို့ဆိုဒီအဲ့တော့ upgrade နောင်းနေလို့ပေါ့နော်။ upgrade မြင်တဲ့ခါကျရင်တင်မှာအဲ့လိုထောင်းလိုက်ပေါ့နော်ဘလို့ရမယ်ကျွန်တော်ထောင်းပွားဆိုတာမရတော့ဘလို့ကျတော့ရမယ်ပြီးသွားရင်တော့အဲ့ဆိုရင်ရပါပြီโอเคဒါပဲကျွန်တော်ဘာလို့ရလဲဆိုတော့ Roblox မှာစော့မှာပါနော်999တဲ့ for စော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နောက်ဗီဒီယိုရရင်တင်ပေးပါမယ်ဘုရားတော့ဒါပဲ bye bye